အင်္ဂလိပ်လိုစကားပြောရင်စကားလုံးတွေပျောက်ပျောက်သွားလို့စိတ်ညစ်နေလားစိတ်မပူပါနဲ့အောင်မင်းတယောက်တည်းမဟုတ်ဘူးလူတိုင်းဒီလိုပဲရုန်းကန်နေကြရတာဒါပေမဲ့သတင်းကောင်းရှိတယ်ဒီနေ့အင်္ဂလိပ်လိုပြောတဲ့အခါစကားလုံးတွေအလိုလျောက်ထွက်လာစေမဲ့နီးလန်းတွေကိုမျှဝေပေးလိုက်မယ်ဒီနီးလန်းတွေကစကားပြောရတာကိုပိုပေါ့ပါစေပြီးတော့ပြောစရာကောင်းစေမှာပါကဲစလိုက်ရအောင်နီးလန်း1အင်္ဂလိပ်လိုပဲစဉ်းစားပါကိုယ့်ဘာသာစကားကနေအင်္ဂလိပ်လိုလိုက်ပြန်မနေနဲ့အဲ့ဒါအဆင်မပြေဘူးလေကိုယ့်ဘာသာစကားနဲ့စဉ်းစားရင်အုံနောက်ကဟန်ကျသွားပြီးတော့စကားလုံးရှာရတာကြာနေလိမ့်မယ်အင်္ဂလိပ်လိုတိုက်ရိုက်စဉ်းစားရင်တော့စကားလုံးတွေကအရှိန်နဲ့ထွက်လာလိမ့်မယ်ဘယ်လိုလုပ်ရမလဲဆိုတော့ရိုးရှင်းတဲ့ဝါကြလေးတွေနဲ့အစပြုလိုက်ပါဥပမာနေသားတာမြင်နေမင်းကြီးကတောက်ပနေတယ် The sun is bright ဆိုတာကိုအင်္ဂလိပ်လိုစိတ်ထဲကနေထုတ်ပြောလိုက်ပါဒါကိုနေတိုင်းလုပ်ရင်မေးအုံနောက်ကဆရာကျလာလိမ့်မယ်နီးလန်းနှစ်ကခက်တာတွေကိုရှောက်မသုံးနဲ့ရိုးရှင်းတာလေးတွေပဲသုံးပါခက်တဲ့စကားလုံးတွေမေ့သွားရင်စကားပြောတာကိုရက်မပစ်လိုက်နဲ့လွယ်တာလေးတွေနဲ့ပဲအစားထိုးလိုက်ပါဥပမာအရသာရှိသော delicious ဆိုတဲ့စကားလုံးကိုမေ့နေတယ်ဆိုရင်စားလို့ကောင်းတယ် tasty လို့ပြောလိုက်ပါ hook လို့ပြောတဲ့ကြီးမားသောကိုမေ့နေရင် big ဆိုပြီးတော့ပြောချလိုက်ပါဒါကမင်းကိုယုံကြည်မှုရှိရှိနဲ့ဆက်ပြီးပြောနိုင်အောင်ကူညီပေးလိမ့်မယ်နီးလန်း3နေတိုင်းစကားပြောပါစကားလုံးတွေမှတ်မိဖို့အကောင်းဆုံးနည်းကတော့လက်တွေ့အသုံးပြုဖို့ပါပဲတကယ်ချင်းနဲ့စကားပြောတာဖြစ်ဖြစ်ကိုယ့်ဘာသာတယောက်တည်းပြောတာဖြစ်ဖြစ်အတန်သွင်းတာဖြစ်ဖြစ်ပြုလုပ်လိုက်ပါပြောဖို့မရှိရင်မှန်ကြည့်ပြီး2မိနစ်လောက်တယောက်တည်းပြောလိုက်ပါဒီနေ့ငါဘာတွေလုပ်ခဲ့လဲဘာတွေဘယုဒုက္ခဖြစ်ခဲ့တယ်ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ဖြည်းဖြည်းနဲ့ရှင်းရှင်းပြောလိုက်ပါမင်းများများပြောလေစကားလုံးတွေကအုံနောက်ထဲမှာပို့ပြီးဆွဲမြဲလာလိမ့်ပဲနီးလန်းလေးစကားလုံးတွေကိုအုပ်စုလိုက်ဝါကြလိုက်လေ့လာပါတလုံးနဲ့ကြက်မနေနဲ့အဲ့ဒါခင်မမီတော့ပါဘူးဝါကြထဲမှာဘယ်လိုအသုံးချရမလဲဆိုတာပါကြည့်လိုက်ပါဥပမာ The sun is beautiful ဆိုတဲ့ဝါကြမျိုးကိုတွဲမှတ်လိုက်ပါဝါကြအပြည့်စုံမှတ်မိရင်စကားပြောရတာအစ်စီပဲနီးလန်းကမှတ်ဉဏ်ကပ်ပြားတွေကိုသုံးပါကပ်ပြားတွေကစကားလုံးအသစ်တွေကိုချက်ချင်းမှတ်မိစေတယ်ကပ်ပြားတစ်ဖက်မှာအင်္ဂလိပ်လိုစလုံးကိုရေးနောက်တစ်ဖက်မှာအတိတ်ပဲဒါမှမဟုတ်ပုံလေးတွေဆွဲထားလိုက်ပါနေတိုင်း9မိနစ်လောက်ဖုန်းပုတ်တယ်လို့မျိုးဖတ်ပေးုံနဲ့စကားလုံးအသစ်တွေကိုမြန်မြန်ဆန်ဆန်မှတ်မိသွားမှာပါနီးလန်း6အင်္ဂလိပ်လိုကြည့်ရှုနားထောင်ပါနေတိုင်းအင်္ဂလိပ်လိုနားထောင်ပြီးရင်မင်းရဲ့အုံနောက်ကအစ်စ်မြင့်တင်တာပုံမြန်လာပါလိမ့်မယ်အင်္ဂလိပ်ဗီဒီယိုတွေကိုစာတန်းထိုးနဲ့ကြည့်ပါအင်္ဂလိပ်စကားပြောအတန်ဖိုင်တွေဒါမှမဟုတ်သချင်းတွေကိုနားထောင်ပါစကားလုံးတစ်လုံးတည်းကိုပဲထက်ခါတလဲလဲကြားရဖယ်များလာတဲ့အခါအုံနောက်ကပုံမှတ်မိသွားပြီးတော့စကားပြောရတာပိုလွယ်ကူလာပါလိမ့်မယ်နီးလန်း9စကားလုံးအသစ်တွေကိုထက်ခါတလဲလဲရွတ်ဆိုပြီးအသုံးပြုပါစကားလုံးအသစ်တစ်လုံးကိုသင်ယူတဲ့အခါတခါတည်းဖတ်ယုံနဲ့မရက်လိုက်ပါနဲ့အတန်ထွက်ပြီးတော့9ချိန်လောက်ရွတ်ကြည့်ပါဝါကြအမျိုးမျိုးမှာထည့်ပြီးတော့အသုံးပြုကြည့်ပါဥပမာသင်ဟာစိတ်လှုပ်ရှားစရာကောင်းသောဆိုတဲ့ exciting ဆိုတဲ့စကားလုံးကိုသင်ယူမိရင်ဒီရုပ်ရှင်ကစိတ်လှုပ်ရှားစရာကောင်းတယ် This movie is exciting ငါရဲ့ဒီနေ့တနေ့တာကစိတ်လှုပ်ရှားစရာကောင်းတယ် Today is exciting for me အင်္ဂလိပ်စာသင်ယူရတာစိတ်လှုပ်ရှားစရာကောင်းတယ် Learning English is exciting ဆိုပြီးပြောကြည့်ပါဒါဟာသင်အုံနောက်ထဲမှာအဲ့ဒီစကားလုံးတွေကိုထာဝရမှတ်မိသွားအောင်ကူညီပေးပါလိမ့်မယ်နီးလန်း8စကားလုံးတွေမေ့သွားရင်တည်တည်ငြိမ်ငြိမ်နေပါမထိတ်လန့်ပါနဲ့အသက်ပြင်းပြင်းရှူပြီးအဲ့ဒီစကားလုံးကိုတခြားနီးလန်းနဲ့ရှင်းပြကြည့်ပါဥပမာသင်က tea ဆိုတဲ့စကားလုံး umbrella ကိုမေ့သွားရင်ဒါကမိုးရတဲ့အခါငါတို့သုံးတဲ့အရာပဲလို့ပြောနိုင်ပါတယ်လူတွေကအသင်ကိုနားလည်ပါလိမ့်မယ်အင်္ဂလိပ်စကားပြောရဲဆိုတာပြည့်စုံနေဖို့ထက်အချင်းချင်းနားလည်အောင်ဆက်သွယ်နိုင်ဖို့ကပိုအရေးကြီးပါတယ်နီးလန်း9မြများရေးပါစာရေးတာကစကားလုံးတွေကိုပုံမှတ်မိစေဖို့ကူညီပေးပါတယ်မှတ်စုစာအုပ်အသေးလေးတစ်အုပ်ထားပြီးနေတိုင်းဝါကြတစ်ချောင်းစီရေးပါတင်းရဲ့တနေ့တာအကြောင်းခံစားချက်တွေဒါမှမဟုတ်အစီအစဉ်တွေအကြောင်းရေးနိုင်ပါတယ်စာရေးခြင်းကစကားပြောတဲ့အခါစကားလုံးတွေကိုမြန်မြန်ရှာတွေ့နိုင်အောင်ကူညီပေးပါလိမ့်မယ်နီးလန်း10စကားလုံးတွေကိုပုံရိပ်တွေနဲ့ချိတ်ဆက်ပါအုံနောက်ကစလုံးတွေထက်ပုံရိပ်တွေကိုပုံမှတ်မိတတ်ပါတယ်အရာဝတ္ထုတစ်ခုကိုမြင်အင်္ဂလိပ်လိုအမည်တက်ပြီးတော့ခေါ်ကြည့်ပါပန်းသီးကိုမြင် apple လို့အင်္ဂလိပ်လိုပြောလိုက်ပါကလပ်ထန်ကိုမြင်ရင် chair လို့အင်္ဂလိပ်လိုပြောလိုက်ပါဒါကသင်အုံနောက်ကိုစကားလုံးတွေမြန်မြန်သိယူနိုင်အောင်ကူညီပေးပါလိမ့်မယ်ဒါတွေကတော့အင်္ဂလိပ်စကားပြောတဲ့အခါစကားလုံးတွေမှတ်မိစေမဲ့လွယ်ကူတဲ့နီးလန်း10ခုပဲဖြစ်ပါတယ်နေတိုင်းလေ့ကျင့်ကြည့်ပါသင်ဟာတဖြည်းဖြည်းနဲ့ပိုတော်လာပါလိမ့်မယ်အခုသင်ကိုမေးခွန်းတစ်ခုမေးချင်ပါတယ်သင်အင်္ဂလိပ်စကားပြောတဲ့အခါစကားလုံးတွေမေ့သွားတတ်သလားမှတ်ချက်မှာပြောခဲ့ပါဦးကျွန်တော်ကူညီပေးပါမယ်ပြီးတော့ဘယ်နီးလန်းကိုအကြိုက်ဆုံးလဲဆိုတာပြောပြပါဦးအင်္ဂလိပ်စာလေ့လာမှုဆိုင်ရာနီးလန်းကောင်းတွေထပ်သိဖို့ဒီဗီဒီယိုလေးကို like ပေးပြီးတော့မျှဝေပေးဖို့ share ပေးဖို့ကူညီပေးကြပါအားလုံးပဲ
နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်